မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ personal trainer coach တန်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာတော့အရက်ရှိဖို့အတွက်ဘယ်လိုလုပ်ရမလဲအရက်ရှိဖို့အတွက်ဘယ်လိုတိကျငန်လုပ်ရမလဲဆိုတဲ့မျိုးကုန်းကိုပြန်လည်ဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့အလေးမရင်အရက်ပူရယ်ဆိုတဲ့အယူဆမှာကိုကျွန်တော်ရဲ့အတွေ့အကြုံနဲ့ရှင်းပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဆက်ကြောသက်အရွယ်တုန်းကအိမ်အတွက်တောင်းယူပြီးတော့ရေးဖြေရတာပါကျွန်တော်တို့ရေးထမ်းတာပေါ့နော်နေဘက်မှာကြီးပြင်းလာတဲ့သူတွေဆိုလို့ရှိရင်ရေထမ်းတာဆိုတာကိုပိုသိကြပါတယ်ကျွန်တော်တို့ရေပုံးကြီးနှစ်ပုံးကိုရေဖြည့်ပြီးထံပိုးကိုကျိုးနဲ့ချိတ်ဆက်ပြီးပခုံးပေါ်တင်ထမ်းရတာပါရေရင်းကနေရေထမ်းပြီးတော့အိမ်ကိုဖြည့်ရတာပါကျွန်တော်စကြောသက်အရွယ်တုန်းကအရက်က4ပေကျော်ပဲရှိပါတယ်အခုကျွန်တော်ရဲ့လက်ရှိအရက်က5ပေ8လက်မပါကျွန်တော်အခုလို့ကျွန်တော်ရဲ့အတွေ့အကြုံကိုပြောပြတာကအလေးမရင်အရက်ပူတယ်ဆိုတဲ့အယူဆကိုမှားကြောင်းပြောပြချင်တာပဲဖြစ်ပါတယ်ခင်ဗျာအရက်ရှိဖို့ဆိုတာကိုယ့်ရဲ့မျိုးဗီဇ genetic နဲ့သက်ဆိုင်ပါတယ်အစားအသောက် supplement ဆေးဝါးနဲ့လည်းသက်ဆိုင်ပါတယ်အရက်ရှိဖို့အတွက်အားကစားလေ့ကျင့်ငန်လုပ်တာနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်ခင်ဗျာကျွန်တော်အသက်18နှစ်ကျော်မှစပြီးတော့ကျင်စာကစားခဲ့ပါတယ်ကျွန်တော်ရဲ့အခုလက်ရှိရက်က5ပေ8လက်မရှိပါတယ်ခင်ဗျာဒါကတော့ကျွန်တော်10ရန်အောင်ပြီးတော့969 ESC English သင်တန်းတက်တုန်းကခန္ဓာကိုယ်ပါဒါကတော့အခုလက်ရှိကျွန်တော်ရဲ့ခန္ဓာကိုယ်ပေါ့နော်ကျွန်တော်စကြောသက်အရွယ်တုန်းက carbohydrate ကစီဓာတ် protein အသားဓာတ် fat အဆီဓာတ်ကိုပြေဝအောင်စားသုံးပါတယ်ကျွန်တော်အများဆုံးစားဖြစ်တာကတော့ထမင်းစီစံပဲပြုတ်နဲ့စားတယ်ကြက်ဥနွားနို့တောက်ပါတယ်ကြက်သားပုံမှန်စားဖြစ်ပါတယ်ခင်ဗျာကျွန်တော်အိတ်ချင်ကိုလည်း8နာရီပြည့်အောင်အိပ်ပါတယ်ဂျင်ကစားတဲ့ခါတိုင်းမှာလည်း muscle flexibility ကောင်းအောင် stretching အကျော်လျှော်လေ့ကျင့်ခန်းကိုလည်းပုံမှန်လုပ်ပေးပါတယ်နောက်ထပ်ဗီဒီယိုမှာတော့အရက်ရှိဖို့အတွက်လေ့ကျင့်ခန်းများကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာစောင့်ကြည့်ပေးပါဦးနော်